အားလုံးပဲမင်္ဂလာပါခင်ဗျာဓမ္မအမြင်ဘဝတင်ခန်းစာ channel လေးကနေအားလုံးကိုကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ဗုဒ္ဓဆိုတာဘာလဲဆိုတဲ့အပိုင်း2ကိုဆက်လက်တင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ပြီးခဲ့တဲ့အပိုင်းမှာဘာသာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဆွေးနွေးတော့ကြပြီးပါပြီဒီအပိုင်းမှာတော့ဗုဒ္ဓဆိုတာဘာလဲဗုဒ္ဓဘာသာဆိုတာဘာလဲဆိုတာကိုဆက်လက်လေ့လာကြရအောင်လူတော်များများကဗုဒ္ဓလို့ပြောလိုက်တာနဲ့ယုတ်တုတွေကိုပဲပြင်းမြင်ကြတယ်တကယ်တော့ဗုဒ္ဓဆိုတာယုတ်တုဆိုလိုတာမဟုတ်ပါဘူးဗုဒ္ဓဆိုတဲ့ပါဠိစကားလုံးဟာဗုဒ္ဓဆိုတဲ့တက်ကဆင်းသက်လာပြီးတော့နိုးကြသူတိမြင်သူအမှန်တရားကိုကိုယ်တိုင်ထိုးထွင်းတိမြင်သူလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ဗုဒ္ဓဆိုတာလောဘကိုအနိုင်ယူသူဒေါသကိုအနိုင်ယူသူမောဟအမှောင်ကိုဖယ်ရှားပြီးသစ္စာလေးပါးကိုကိုယ်တိုင်သိမြင်တော်မူသောတမန်တန်ဗုဒ္ဓကိုဆိုလိုတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုညွှန်တာကကြောက်သားကိုမဟုတ်တစ်သားကိုမဟုတ်ကြေးရုပ်ကိုမဟုတ်မြတ်စွာဘုရားရှင်ရဲ့အနန္တဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကျင့်ညွတ်ဥညွှတ်ခြင်းပဲဖြစ်ပါတယ်အခုလိုဆိုရင်ဗုဒ္ဓဆိုတာကိုနားလည်ပြီလို့ကျွန်တော်ထင်ပါတယ်ဒါဆိုဗုဒ္ဓဘာသာဆိုတာဘာလဲအလွယ်ကူဆုံးပြောရရင်ဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရှင်ကိုယ်တိုင်ရှာဖွေတွေ့ရှိပြီးဟောကြားခဲ့တဲ့တရားတော်များကိုသင်ယူယုံကြည်လက်တွေ့ကျင့်သုံးတဲ့ဘဝလမ်းစဉ်ပဲဖြစ်ပါတယ်အရေးကြီးတာကဗုဒ္ဓဘာသာကယုံနဲ့မပြီးဘူးကျင့်ရမယ့်ဘာသာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကငါပြောလို့ယုံလိုက်ပါလို့မဟုတ်ခဲ့ပါဘူးကိုယ်တိုင်စမ်းသပ်ပါကိုယ်တိုင်ကျင့်ပါကိုယ်တိုင်သိမြင်ပါလို့ဟောကြားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဟာမျက်စိမှိတ်ယုံကြည်ခိုင်းတဲ့ဘာသာမဟုတ်ဘူးဉာဏ်ပညာနဲ့ဆင်ခြင်ပြီးတော့လက်တွေ့ကျင့်သုံးရတဲ့ဘာသာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုတာတချို့ကထင်ကြတယ်ဘုရားရှိခိုးရင်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဘုန်းကြီးဆောင်သွားရင်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်အလှလို့ရင်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဒါတွေကကောင်းတဲ့အလုပ်တွေမှန်တယ်ဒါပေမဲ့ဒေါသမလျှော့နိုင်သေးဘူးလောဘမလျှော့နိုင်သေးဘူးလိညာနေသေးတယ်အမုန်းတရားတွေပြည့်နေသေးတယ်ဆိုရင်ဗုဒ္ဓတရားရဲ့အနှစ်သာရကိုမရောက်သေးဘူးဗုဒ္ဓဘာသာဝင်အစစ်ဆိုတာတစ်နှစ်ထက်တစ်နှစ်စစ်ကောင်းလာသူတီလပူလုံသူမေတ္တာပုများလာသူအမှန်တရားကိုပူချစ်လာသူပဲဖြစ်ပါတယ်ဥပမာတစ်ခုပြောပြမယ်ဆယ်ဝန်စီကိုလူနာတရားဝသွားတယ်ဆိုပါစို့ဆယ်ဝန်ကသူ့စီးပေးလိုက်တယ်လူနာကဆေးကိုဘုရားရှင်ပေါ်မှာတင်ထားပြီးတော့သူနေ့တိုင်းစီးကူးနေတယ်ဒါပေမဲ့စီးတော့မတော့ဘူးဒီလိုဆိုရင်ယောဂပျောက်ပါမလားမပျောက်နိုင်ဘူးဆိုတာသိကြတယ်အဲ့ဒီလိုပဲဘုရားကိုစီးကူးယုံပန်းကပ်ယုံစီမီပူဇော်ပေးယုံလောက်နဲ့မလုံလောက်သေးပါဘူးမြတ်စွာဘုရားဟောထားတဲ့တရားစီးကိုနေ့စဉ်ဘဝမှာတောက်သုံးရတယ်လို့ကျင့်သုံးမှသာစိတ်ယောဂါတွေပျောက်ကင်းလာမှာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာရဲ့အနှစ်သာရကကိုယ်ဝေချင်းထက်ကျင့်သုံးခြင်းဖြစ်ပါတယ်ဓမ္မမိတ်ဆွေတို့မြတ်စွာဘုရားရှင်ဒီလောကကိုကြွလာခဲ့တာလူတွေကိုကိုယ်ွယ်ခိုင်းဖို့မဟုတ်ပါဘူးလူတွေဒုက္ခကနေလွတ်မြောက်နိုင်တဲ့လမ်းကိုပြသဖို့ဖြစ်ပါတယ်အဲ့ဒီလမ်းကိုနားလည်ပြီးတော့လိုက်လျှောက်တဲ့သူဟာဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုတဖြည်းဖြည်းနားလည်လာမှာဖြစ်ပါတယ်နောက်အပိုင်းမှာတော့ဗုဒ္ဓဘာသာရဲ့အဓိကရည်ရွယ်ချက်ကပါလဲလူသားတွေကိုဘာတွေသင်ပေးတယ်လဲဆိုတာကိုကျမ်းဂုအခြေခံတာရကများနဲ့ဆက်လက်ဆွေးနွေးတော့ကြမယ်အားလုံးပဲဓမ္မအလင်းရောင်ဖြစ်ဘဝကိုရှောက်လှမ်းနိုင်ကြပါစေ